တဲ့လူကိုမညာတာနှုံတော်မှပြလိုက်ရတာနှလုံးသားပဲချစ်တခုရပါဘေးကကိုတကယ်မှမချစ်ခဲ့တာအားနဲ့ကုန်းပါမေ့တာမေ့ဆိုမေ့တော့မျိုးတော်ကြီးပါဘယ်လိုပြောရရလဲဘယ်လိုရှင်ပါလဲဆိုလာပြောပါတယ်ကျေးဇူးတင်ပါတယ်အားလုံးချစ်တဲ့ပြည်တဲ့ဒီအားလုံးမင်္ဂလာပါတဲ့